ရုတ်တရက်ပြောက်သွားတဲ့ညီလေးကိုခြေထောက်သွေးစီးတဲ့အထိရှာဖွေနေတဲ့ရခိုင်ဦးစင်းအရှင်နန္ဒမာလာဒီကနေ့မှာတော့သွေးသားရင်ချာကြီးကိုမြတ်တာတရားရဲ့ကြီးမားပုံကိုမြဝါထင်တဲ့သက်သေပြလိုက်တဲ့ရင်းနှင်းစရာဖြစ်ရမှန်လေးတစ်ခုကိုတင်ဆက်ပေးကြပါမယ်။ဒါကတော့မော်ဘီမဟာဝိဟာရကျောင်းတိုက်ကဦးစင်းအရှင်နန္ဒမာလာနဲ့ပျောက်ဆုံးသွားတဲ့ညီတော်ကိုရင်လေးတို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့9လလောက်ကအသက်17နှစ်အရွယ်ညီတော်ကိုရင်လေးကရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။အချိန်တွေကြာလာတာနဲ့အမျှတကာမတွေကအသက်အန္တရာယ်စိုးရိမ်ပြီးတော့လက်လျှော့ခဲ့ကြပေမယ့်အခုဖြစ်သူအရှင်နန္ဒမာလာကတော့လုံးဝဇွဲမလျှော့ခဲ့ပါဘူး။ဝင်းနီးအရာဖဏမစီပဲစွန့်ခံကြွားရင်ညီတော်ကိုနေရအနှံ့လိုက်လံရှာဖွေခဲ့လို့ခြေထောက်တွေပေါက်ပြဲပြီးတော့သွေးတွေဆွန်းတဲ့အထိပင်ပန်းဆင်းရဲစွာကြိုးပမ်းခဲ့ပါတယ်။ဒါကအကိုတယောက်ရဲ့ကြီးမားလာတဲ့928မြစ်တာတရားပါပဲဒီလိုမဆုံးမနစ်တဲ့မြစ်တာရဲ့အကျိုးကြောင့်နောက်ဆုံးမှာတော့ရွှေမြစ်တာလူမှုကူညီရေးအသင်းရဲ့အကူအညီနဲ့ကိုရင်လေးကိုဖိုးကလေးမြို့နယ်ကရွာလေးတူအောင်မှာလူဝဲကြောင်လေးနဲ့ဘေးကင်းစွာပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်ကလေးတဘာဝလွတ်လပ်မှုကိုမှတ်ပြီးတော့အမားလုံးမိတာဖြစ်နိုင်ပေမယ့်ဒီလိုခေတ်ကာလကြီးထဲမှာအကောင်းဘက်ကတိပြန်တွေ့ရတာကတော့တကယ့်ကိုကံကောင်းခြင်းပါတဦးတည်းတော့ညီလေးပေါ်မှာထားရှိတဲ့ဦးစင်းရဲ့အနိုင်မဲ့မြတ်တာတရားကတော့ကြားရတဲ့သူတိုင်းကိုကြည်နူးဝမ်းသာစေမှာအသေးချဖြစ်ကြောင်းတင်ဆက်ပေးလိုက်ပါရရှင်